မင်္ဂလာပါဒီညတော့မဂျင်းရှူကိုတော့ဒီမှာစီပြန်တစ်ချက်စားမှဖြစ်ပါတယ်ဒါတော့စီကြောနေတာပေါ့နော်မဂျင်းကိုကြောဒီမှာချင်ပါလားဒီမှာမီအလေးလေးနဲ့ပြန်ချက်ပါမယ်ရှင်းချက်ပါဒီလို့ဒီမှာနန်းနန်းလေးအုပ်လိုက်တယ်ဟာနှစ်ယောက်စားဆိုတော့လေနှစ်ယောက်စားနဲ့တောင်းကိုရတာပေါ့ကျမလေးရပါရှင်စကြပါအောင်လိုက်ခဲ့ကြပါ